2 မိနစ်ပဲအချိန်ပေး N3 grammar ရစီရမယ်လို့ကျွန်တော်အာမခံတယ်အားလုံးကိုမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ရဲသူလုံးဆိုဖြစ်ပါတယ် Design Education ရဲ့ founder လေးဖြစ်ပါတယ်ထုံးစံအတိုင်းပဲကျွန်တော်တို့ပါနော်2 မိနစ်ပဲအချိန်ပေးနော် grammar 130ပေါ့နော်မိမိခါတာဘောဘောအဲရူ grammar 130တဲ့က2 မိနစ်ပဲအချိန်ပေး grammar တစ်ခုရဖို့ကျွန်တော်အာမခံပါတယ်ဟုတ်ပြီဒီနေ့သွားမှာကတော့ကျွန်တော်တို့ကnoun နဲ့ပဲတွဲတဲ့ဟာပဲသုံးပါမယ် noun data care ပေါ့နော်သူ့ရဲ့သဘောတည်ကြီး noun နေကြည့်ပဲဆိုတဲ့သဘောကိုသုံးပါသူကဘယ်အနေနဲ့သုံးလဲဆိုရင်မကောင်းတဲ့ဘက်ပေါ့နော်အနှုတ်သဘောဆောင်တဲ့ဟာအတွက်ပဲသုံးပါတယ်ဒါဆိုရင်အောက်မှာပုံလေးပြထားပါတော့နော်ဆန်ရှူနော်တက်စုတိုဝမချီကာဤဒါရာကေတာတာနော်ပြီးခဲ့တဲ့အပတ်ရဲ့စာမွေးပါမှာဆိုရင်အမားတွေကြည့်ပဲဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်စနေတနင်္ဂနွေမှာပြန်တွေ့ပါမယ် Like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦး